လောကမှာဒုက္ခကဘာလဲဒုက္ခကဘာလဲတဖန်ဖြစ်ခြင်းသည်အဲ့ဒါဒုက္ခပဲတဖန်မဖြစ်ခြင်းသည်အဲ့ဒါဒုက္ခပဲလို့ဖြစ်တယ်တဖန်ဖြစ်တယ်ဆိုတာဇာတိကိုပြောတာဖြစ်ပြီးဟေ့ဆိုတာနဲ့သင်ဟာသေချာပေါက်ပူတာကိုရင်ဆိုင်ရလိမ့်မယ်အေးတာကိုရင်ဆိုင်ရလိမ့်မယ်စားစားတာကိုရင်ဆိုင်ရလိမ့်မယ်ရေစားတာရင်ဆိုင်ရလိမ့်မယ်ကျင်ကြီးကျင်ငယ်စွန့်ကျင်တာကိုသင်ရင်ဆိုင်ရလိမ့်မယ်နော်ဓာတ်အမျိုးမျိုးနဲ့တွေ့တာကိုရင်ဆိုင်ရလိမ့်မယ်လက်နဲ့အမျိုးမျိုးနဲ့တွေ့တာကိုသင်ရင်ဆိုင်ရလိမ့်မယ်နော်အပူမီးနဲ့ထိမိတာတွေကိုသင်ရင်ဆိုင်ရလိမ့်မယ်ဆွေတွေမျိုးတွေရဲ့ကိုယ်ဘဝတွေကိုဝင်ရောက်ချုပ်ချယ်တာကိုမချွတ်သင်ရင်ဆိုင်ရလိမ့်မယ်အဲ့ဒါကြောင့်မို့လို့တဖန်ဖြစ်ခြင်းဒီဒုက္ခလို့ငါပြောတာတကယ်လို့သာတဖန်မဖြစ်ဘူးဆိုရင်သင်ပူစရာလည်းမရှိဘူးအေးစရာလည်းမရှိဘူးစားစရာလည်းမရှိဘူးစွန့်စရာလည်းမရှိဘူးရိုးရိုးလေးနော်ဒါပေမဲ့နားလည်ဖို့အရန်ခက်တယ်လို့ထင်တယ်ဟုတ်လားအဲ့ဒါဘဝကြီးကိုကဘာတော့အကောင်းတွေအဆိုးတွေအမျိုးမျိုးဖြစ်တတ်တဲ့သဘောကြီးပဲနော်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အိုးလူဖြစ်လို့လူအတွေ့အကြုံတွေ့ရတာလို့တစ်လုံးနဲ့သာရောချလိုက်အဲ့ဒါအမှန်ဆုံးပဲဟုတ်ပြီနော်အဲ့ဒါဘုန်းကြီးပြောရင်ဒါဘာလဲသဘောပေါက်မယ်ထင်ပါတယ်ဟုတ်လားသူတော်ကောင်းတွေကိုအားကြဖို့လိုမယ်ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့တဏှာလောဘကိုသူတို့ဟာသိမြင်နားလည်မှုပညာနဲ့နေတဲ့အတွက်ကြောင့်အဲ့ဒါတွေကိုသူတို့စွန့်နိုင်တယ်ပညာရှိတွေကိုလည်းအားကြဖို့လိုမယ်အကောင်းဆုံးအမျိုးမျိုးသောအတွေ့အကြုံတွေရဲ့တူညီတဲ့သဘာဝကိုသိကြမြင်ကြလို့တုံ့ပြန်မှုတွေဟာအမျိုးမျိုးစားစားကွဲပြားမနေဘူးကျတို့ကတော့အမျိုးမျိုးတုံ့ပြန်နေရနော်လိုတစ်မျိုးမလိုတစ်မျိုးအဲ့ဒါတုံ့ပြန်နေတာပဲဟုတ်လားဒါကြောင့်ဘလို့အတွေ့အကြုံတွေပဲတွေ့ပညာရှိဆန်ဆန်လောကမှာနော်ရင့်ကျက်တဲ့သဘောကိုပြသနိုင်မှုကြိုးစားနိုင်ကြရမယ်ပေါ့ကြိုးစားနိုင်ကြပါစေလို့လည်းပဲဘုန်းကြီးတို့ဆန္ဒပြုပါတယ်